လုံနေတဲ့ကိစ္စတွေအားလုံးဟာတစ်ချိန်မဟုတ်တစ်ချိန်ဒါမှမဟုတ်လို့ရှိရင်လည်းသိမကြခင်ကာလမှာအခက်အခဲတွေပြဿနာတွေဖြစ်လာမယ်ဆိုတဲ့ဟာကို UNG တွေးမိရဲ့လား မိဘပြည်သူပေါင်းတို့ခင်ဗျာမင်္ဂလာပါຫນွေဦးတော်လန်ရေးရဲ့နောက်ဆုံးရမြေပြင်သတင်းတွေ PDF တော်လန်ရေးတပ်ဖွဲ့ဝင်တွေနဲ့တိုင်းရင်းသားပေါင်းစုံတော်လန်ရေးအဖွဲ့တွေရဲ့ထူးခြားဖြစ်စဉ်တွေကိုတိုက်ရိုက်တင်ဆက်ပေးမယ်ကျွန်တော်တို့ပြည်သူအတန်ဝိုင်းတော်သားများကနေယူသည်လေးစားစွာနှုတ်ခွန်းဆက်သလိုက်ပါတယ်ဗျာဒီနေ့မှာတော့ဘလို့ထူးခြားတဲ့သတင်းချက်လက်တွေရှိမလဲဆိုတာဆက်လက်ရှုစားပေးပါအောင်ဗျာ UNG မှာခေါင်းဆောင်တင်ထားတာဒေါ်အောင်ဆန်းစုကြည်ကနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဝင်းမြင့်ကသမရဦးဝင်းမြင့်ကသမရဒေါ်အောင်ဆန်းစုကြည်ကနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်မင်းတို့ UNG လှုပ်ချင်တာလှုပ်နေတဲ့ဟာတွေအကုန်လုံးဒီလူတွေကအခုနားလည်မှုပေးထားတာဒေါ်အောင်ဆန်းစုကြည်ကထောင်ထဲမှာရှိနေတာပဲဒေါ်အောင်ဆန်းစုကြည်နဲ့တော့မဆိုင်ပါဘူးဦးဝင်းမြင့်ကနေပြည်တော်မှာနေနေတာပဲဦးဝင်းမြင့်နဲ့မဆိုင်ဘူးဆိုပြီးလူတွေကနားလည်မှုပေးထားတာတကယ်တမ်းကြလို့ရှိရင်နားလည်မှုဆိုတာအတိုင်းအတာတစ်ခုအထိပဲရှိတယ်နားလည်မှုဆိုတာအတိုင်းအတာတစ်ခုပဲရှိတယ်နားလည်မှုဆိုတာအချိန်ကာလတစ်ခုပဲရှိတယ်ဒီဆရာနာရှင်တွေကိုမနိုင်တော့ဘူးဟေ့ဆိုလို့ရှိရင်တော့မင်းတို့တွေ NCG UB လိုပဲပေါ့ယူသလိုကြောင်သလိုနဲ့မင်းတို့တွေဒီတိုင်းသွားလို့ရဒီလိုမဟုတ်ဘူးဆိုလို့ရှိရင်မင်းတို့ဖြည့်ရှင်းရမှာ NCG UB ကဘာဖြစ်လို့ယူသလိုကြောင်သလိုနဲ့သွားလဲဆိုလို့ရှိရင် NCG UB မှာပါခဲ့တဲ့နော်ဟိုလွတ်တော်ကိုယ်စားလှယ်တွေဝင်ကြီးတွေအဲ့ဒီလိုအဖွဲ့အစည်းတွေအကုန်လုံးကငါတို့တာဝန်ကျေခဲ့တယ်တာဝန်မကျေခဲ့ဘူးဆိုတာလည်းမပြောတော့ဘဲနဲ့ကိုဟာကိုနိုင်ငံရချားမှနေတော့လွတ်တော်ကိုယ်စားလှယ်ဆိုတဲ့လစာတွေယူပြီးတော့သူတို့မိသားစုတွေနဲ့သူတို့ကသူတို့သွားဒေါ်အောင်ဆန်းစုကြည်အာဏာရတဲ့အခါကျလို့ရှိရင်သူတို့ကတော့ကျေးဇူးရှင်လုပ်ပြီးတော့အာဏာပြန်လွှဲတယ်ဆိုတဲ့ပုံစံမျိုးတွေလုပ်ပြီးတော့ NCG UB ကဥစိန်ဝင်းတို့ပေသွားတယ်ရိုးတာမရိုးတာတွေခိုးတာမခိုးတာတွေကိုပြောတာမဟုတ်ဘူးဒီလိုအခြေအနေကိုပြောတာအခုမင်းတို့ UNG ကမင်းတို့ဒီလိုမျိုးလှုပ်ချင်တိုင်းလှုပ်လို့မရဘူးနော်ဦးစိန်ဝင်းကလက်နက်ကင်ဒေါ်လာရေးအဖွဲ့အစည်းသူလှုပ်မသွားဘူးဦးစိန်ဝင်းမှာလက်နက်ကင်ဒေါ်လာရေးအဖွဲ့အစည်းတွေမှာနေတဲ့ကိစ္စတွေခြေတဲ့ကိစ္စတွေမှာဦးစိန်ဝင်းကဖြည့်ရှင်းစရာအကြောင်းမရှိဘူးဖြည့်ရှင်းစရာလည်းမလိုဘူးဦးစိန်ဝင်းကနော် NCG UB ဝင်ကြီးချုပ်လုပ်ပြီးသေသွားတဲ့ဦးစိန်ဝင်းကဒီဒေါ်လာရေးလုပ်နေတဲ့လူတွေနော်လက်နက်ကင်ဒေါ်လာပြီးတော့သေသွားတဲ့သူတွေအကုန်လုံးကိုတာဝန်ခံစရာမလိုဘူးမင်းတို့အခု NCG UB ရလူတွေအကုန်လုံးကသေသွားတဲ့သူတွေဟိုဆန္ဒပြတော့ကသေတဲ့လူတွေကိုမင်းတို့တာဝန်ခံစရာမလိုဘူးမင်းတို့ UNG ဆိုပြီးတော့ဖွဲ့ထားတဲ့အချိန်မှာ MOD ဆိုပြီးတော့ဖြစ်နေတဲ့အချိန်မှာသေထားတဲ့လူတွေအသက်ပေးထားတဲ့လူတွေကိုခန္ဓာဆွန့်လွတ်တဲ့လူတွေဒီလူတွေအကုန်လုံးကိုမင်းတို့တာဝန်ခံရမှာမင်းကကွာပြောတာကတော့လွယ်တာပေါ့အောက်ခြေမှာဘာတွေဖြစ်နေလဲဆိုတဲ့ဟာကမင်းလည်းမသိဘူးမင်းတို့နိုင်ငံရခြားမှာရှိနေတဲ့လူတွေမသိဘူးနော်အောက်ခြေမှာအခက်အခဲတွေရှိတယ်ပြောချင်တာပြောနေပါစေပြဿနာတွေက online မှာအများကြီးတက်နေတယ်အဲ့ဒါမင်း online လောက်တာမဟုတ်ဘူးနော်စစ်တပ်ကလောက်တာမဟုတ်ဘူးနော်ကိုဖာသာကိုဖြစ်နေတဲ့ပြဿနာတွေကိုကိုဟာကိုလောက်နေတာဒီတော့ UNG အနေနဲ့စပြီးတော့ပြောပြီးဟဲ့ဆိုလို့ရှိရင်ဘိုးနဂါးကိစ္စလဲပြဿနာတက်ပြီးသွားပြီအခုလဲနော်ဒီ spring ဥစားပေါ့ SF ပေါ့အခုလဲမင်းကင်းမှာပြဿနာတက်ပြန်ဒီတော့ UNG ဘာတွေလုပ်နေလဲဆိုပြီးတော့မေးပြီးဟဲ့ဆိုလို့ရှိရင်သူတို့ကအကုန်လုံးကိုဖမ်းပြီးသွားလို့ရှိရင်အမှုတွေလိုက်တက်နေတယ်ဖမ်းပြီးသွားရင်အမှုတက်တယ်ဒါမျိုးကအမြဲတမ်းလုပ်လို့ကောင်းနေတဲ့ကိစ္စမဟုတ်ဘူးတစ်အချက်ခမည်းတော် UNG ဆိုတာအစိုးရဆိုပြီးတော့ကိုယ့်ဘာသာကိုကြေညာထားတာအစိုးရတရက်ဖြစ်ပြီးဟဲ့ဆိုလို့ရှိရင်အစိုးရတရက်လို့စဉ်းစားရတယ်တွေးသမျှအဖွဲ့အကုန်လုံးကိုရန်သူဆိုပြီးတော့လုံနေလို့မရဘူးခင်ဗျားတို့အခု UNG လုံနေတဲ့ပုံစံကပကဖလောက်တာပါဗျာတော်ကြလို့ရှိရင် PDF ကလောက်တာပါဟို UNG PDF ကလောက်တာပါဗျာ
တော်ကြလို့ရှိရင် MOD ကလောက်တာပါဗျာတော်ကြလို့ရှိရင်ဟိုစကိုင်းပေါ့စကိုင်းဖက်ဒရယ် unit ကလောက်တာပါဗျာဆိုပြီးတော့ခမားတို့တွေအကုန်လုံးကဟိုလူလွှဲချဒီလူလွှဲချဒီလိုမျိုးလုပ်နေတဲ့ဟာတွေအကုန်လုံးကိုတည်တည်ချာချာပြန်ပြီးတော့တွက်ပြီးဟေးဆိုလို့ရှိရင်ခမားတို့ UNG မှာတာဝန်ယူမှုတာဝန်ခံမှုဆိုတဲ့ကိစ္စကမေးစရာအများကြီးဖြစ်လာပြီခမားတို့မင်းအောင်လိုင်းလိုပဲဖြစ်လာပြီမင်းအောင်လိုင်းကိုသွားပြီးတော့ပြောတယ်မင်းတို့စစ်တပ်ကတော့ကွာမရင်းကျင့်တယ်စစ်တပ်ကတော့လူတတ်တယ်စစ်တပ်ကတော့လက်သိမ်းတယ်အဲ့ဒါဆိုလို့ရှိရင်စစ်တပ်ကကောင်တွေကဒါတိုင်းမှုကနေသိမ်းတာပါကွာအတိုင်းမှုကိုပြောပြီးဟေးဆိုလို့ရှိရင်အုပ်ချုပ်ရေးမှုကလောက်တာပါကွာဆိုပြီးလွှဲချတယ်လို့မျိုးမင်းတို့ UNG လုံနေတာဒီအတိုင်းပဲအခု UNG ကိုမဲပြီးဟေးဆိုလို့ရှိရင်လည်းဒါမင်းကြီးဘက်ကဘာလောက်တာပါဟာဒါစကိုင်းဖက်ဒရယ် unit ကလောက်တာပါကျွန်တော်တို့ MOD ကိုပြန်မေးပါဦးမယ်ဟာတို့သမရာကြီးတို့ကလက်ရှိလာတော့လှိုင်စာမှာရှိနေတယ်မင်းတို့ဆိုင်တာမဆိုင်တာတွေနဲ့မဆိုင်ဘူးမင်းတို့အကုန်လုံးရှောက်ပြီးတော့ပြောနေတဲ့ကိစ္စတွေကပြဿနာတွေတက်လာမယ်အဲ့ပြဿနာတွေတက်လာမယ်ဆိုတာမင်းတို့ UNG မှာသမရာကြီးကဒူဝါလက်ရှိလာနော်မန်ဝင်းခိုင်သန်းဆိုပြီးတော့မင်းတို့လှုပ်ထိုင်ရင်ဘာမှပြဿနာမရှိဘူးမင်းတို့ဦးစိန်ဝင်းနဲ့လည်းသွားပြီးမင်းတို့နှိုင်းလို့မရဘူးမင်းတို့ကလက်နက်ကင်ဒေါ်လာရေးဖွဲ့လက်နက်ကင်ဒေါ်လာရေးဆိုပြီးတော့လက်နက်ကင်အဖွဲ့ဟိုတက်ကိုမင်းတို့တီထောင်ထားတာမင်းတို့အခုဒီမှာကြံတဲ့ကိစ္စပြည်သူတွေသေးတာမသေးတာခဏထောင်အောင်ကိုထောင်ထားတဲ့တက်မှာနော်ဒီသေထားတဲ့ရဲဘော်တွေဒဏ်ရာရတဲ့ရဲဘော်တွေဒါတွေအကုန်လုံးကိုမင်းတို့ UNG ကတာဝန်ခံအောင်ခံရမှာအဲ့ဒီလို UNG ကတာဝန်ခံပြီးဟဲ့ဆိုလို့ရှိရင် UNG မှာယာဒူးယူထားတဲ့သူတွေမင်းတို့ယာဒူးပေးထားတယ်ဆိုပြီးတော့ဒေါ်အောင်ဆန်းစုကြည်ကိုယာဒူးပေးထားတာဒေါ်အောင်ဆန်းစုကြည်မဆိုင်ဘူးဆိုပြီးတော့သူ့ထောင်ထဲမှာပဲနေသူကြိုက်တယ်လို့မေဒီလာရင်ပဲဝှေ့သူတရားပဲထိုင်အကုန်လုံးကဆိုင်နေတယ်နော်ပြီးတော့မင်းတို့တွေကတော်ကြလို့ရှိရင်ဘိုးနှကားမင်းတို့နဲ့မတည့်တဲ့ကောင်မင်းတို့ချလိုက်ပြန်မင်းတို့ဒေါ်အောင်ဆန်းစုကြည်ပြောသလိုမျိုးလူကိုမကြည့်နဲ့ပါတီကိုကြည့်ပြီးမဲထဲ့ဆိုတဲ့ဟာမျိုးကရွေးကောက်ပွဲမင်းတို့2008အောက်မှာဝင်ပြီးတော့သိတယ်မလားစစ်ဘောမားတဲ့အချိန်2008အောက်ကိုဝင်ပြီးတော့စစ်ဘောမားတဲ့အချိန်တိုင်းရင်းသားတွေလည်းဒီစစ်တပ်နဲ့ပဲရောနော်နေပြီးတော့ဘောမားတဲ့အချိန်မှာမင်းတို့လူကိုမကြည့်နဲ့ပါတီကိုကြည့်ဆိုပြီးလုပ်လို့ရတော်လန်ရေးမှာကြားလို့ရှိရင်ရန်သူကနော်မျက်နှာပေါင်းစုံဟိုအရက်မျက်နှာပေါင်းစုံကနေလာတာအနည်းဆုံးဒီတော်လန်ရေးအဖွဲ့အစည်းလေးတေးသလေး3ယောက်ပဲရှိတယ်ထား4ယောက်ပဲရှိတယ်ထားဆိုတော့မှရန်သူလာတဲ့လမ်းကြောင်းကအနည်းနဲ့အများဆိုသလိုတုံနေသွားတယ်မင်းတို့တော်လန်ရေးလုပ်တဲ့အချိန်မှာလူကိုမကြည့်နဲ့ပါတီကိုကြည့်ဆိုပြီးတော့ပြောလို့မရသလိုပဲဟာမင်းတို့တော်လန်ရေးအဖွဲ့အစည်းတွေကိုမကြည့်နဲ့ငါတို့ UNG ကိုပဲ UNG တစ်ဖွဲ့တည်းပဲရှိရမယ်ဆိုပြီးလုပ်လို့မရဘူးတော်လန်ရေးလုပ်ပြီးဟဲ့ဆိုလို့ရှိရင်ရန်သူကအရက်မျက်နှာဘောင်းစုံကနေပြီးတော့လာတာအဲ့လိုအရက်မျက်နှာဘောင်းစုံကနေလာပြီးဟဲ့ဆိုလို့ရှိရင်ပနတ်တန်လေးတစ်ချက်ကြားတယ်ဒါမှမဟုတ်လို့ရှိရင်ဒီနေရာဒီဒေသမှာနော်တူးမိကင်ထားတဲ့လူရှိတယ်နောက်လေးဘွားကင်ထားတဲ့လူရှိတယ်ဆိုလို့ရှိရင်ရန်သူစစ်ကြောင်းရန်သူတွေခြိတက်လာတဲ့ဟာလေးကအနည်းနဲ့အများဆိုသလိုဘယ်လိုပြောမလဲတုံဆိုင်သွားတယ်မင်းတို့ဒီလိုမျိုးအတွေးခေါ်တွေဒီလိုမျိုးယူဆတွေမရှိဘဲနဲ့မင်းတို့တွေအခုပြောနေတယ်အခုမင်းကင်းကိစ္စဖြစ်တဲ့ဟေးဆိုလို့ရှိရင်မင်းတို့ UNG ပြောတာလဲမှန်ကောင်းမှန်လိမ့်မယ်နော်ကျန်တဲ့အဖမ်းခံရတဲ့အဖွဲ့အစည်းပြောတာလဲမှန်ကောင်းမှန်လိမ့်မယ်ဒါပေမဲ့ပြည်သူလူထုကအခု SRF ကခေါင်းဆောင်တွေကိုပြည်သူလူထုဆိုတော့မှအကုန်မပါဘူးပေါ့မင်းတို့ UNG ကိုယုံကြည်တဲ့လူရှိသလိုဒီ SRF ကိုယုံကြည်တဲ့လူတွေရှိနော်ပြည်သူလူထုမှာကိုမင်းတို့ယုံကြည်တဲ့လူရှိတယ်မင်းတို့ NLD ကိုယုံကြည်တဲ့လူရှိဆိုကြံ့ခိုင်ရေးကိုယုံကြည်တဲ့လူရှိတယ်ကြံ့ခိုင်ရေးကိုယုံကြည်တဲ့လူကိုမင်းနဲ့မတော်ဘဲနဲ့အကုန်လုံးငါတို့လိုက်သတ်လို့မရသလိုကြံ့ခိုင်ရေးကလည်းလီဘောအကုန်လုံးကိုလိုက်သတ်လို့မရဘူးဒီတော့ခင်ဗျားတို့တေးသေးချာချာ UNG အနေနဲ့စဉ်းစားဖို့လိုတာကငါတို့လှုပ်ချင်တာလှုပ်တဲ့ကိစ္စတွေမှန်သမျှဟာတစ်ချိန်ကြလို့ရှိရင်ဥဝင်းမြစ်လဲအနည်းနဲ့အများဆိုသလိုဖြည့်ရှင်းရမယ်ဒေါ်အောင်ဆန်းစုကြည်လဲအနည်းနဲ့အများဆိုသလိုဖြည့်ရှင်းရမယ်ဘာဖြစ်လို့ဒီလူတွေဖြည့်ရှင်းရမယ်ပြောလဲဆိုတော့
ကျမတော့မသိဘူးကျမကတော့ထောင်ထဲမှာနေတာကျမကတော့သူတို့ကိုဘာမှအမိတ်မပေးခဲ့ဘူးကျမကတော့သူတို့ကိုဘာမှမပြောခဲ့ဘူးဒေါ်အောင်ဆန်းစုကြည်ထွက်ပြီးတော့အနည်းဆုံးဖြေရှင်းရမယ်ဒါမှမဟုတ်ရင်လည်းဒေါ်အောင်ဆန်းစုကြည်ကအခု NUG လောက်တာမှန်သမျှကိုကျမအကုန်တာဝန်ယူတယ်အနည်းဆုံးဖြေရှင်းရမယ်ဦးဝင်းမြင့်လည်းဒီအတိုင်းပဲအခုဦးဝင်းမြင့်ဆိုလို့ရှိရင်ရင်းနဲ့ချက်ထဲမှာအကြီးအကျယ်ကိုဖြစ်နေပြီမလို့အကြီးအကျယ်ဖြစ်နေပြီလေ NUG မှာသမရလို့ပြောထားတယ်နော်နိုင်ငံတကာမှာလည်းသမရဆိုပြီးတော့ရှိနေတော့ကုလသမဂ္ဂမှာလည်းဦးဝင်းမြင့်ကိုသမရအဖြစ်တင်ထားတော့ဒီလိုမျိုးယာတုလက်ရှိနေတဲ့လူတစ်ယောက်ကဘာမှလည်းမပြောရဲဘူးဘာမှလည်းမလုပ်ရဲဘူးအင်တာလည်းမပြူရဲဘူးဟိုကြောက်ပါရဲ့နောက်ဆုံးသူမိမတောင်သူဖတ်ရဲလားမဖတ်ရဲဘူးလားဆိုတဲ့ဟာဘယ်သူမှမသိတဲ့အခြေအနေမျိုးဒီတော့အကုန်လုံးကရှုပ်ရှက်ခတ်နေတဲ့အချိန်မှာမင်းတို့ UNG ကပွင့်ပွင့်လင်းလင်းပြောတာမင်းတို့အခုအချိန်မှာရှင်းရှင်းလင်းလင်းပြက်ပြက်သားသားလုပ်သိနေပြီ NLD နဲ့ဆိုင်နေဆိုလဲ NLD ငါတို့ NLD ရလူတွေအကုန်လုံးလက်နက်ကင်ရမယ်ဆိုလဲလက်နက်ကင်ရမယ် NLD ကလက်နက်ကင်ဒေါ်လာရေးလုပ်ပြီးဟဲ့ဆိုလဲလက်နက်ကင်ဒေါ်လာရေးလုပ်ပြီးဒါကြောင့်မလို့ငါတို့ UNG ကပဲ NLD ကိုတာဝန်ခံတယ် NLD မှန်သမျှအကုန်လက်နက်ကင်ရဆိုပြီးတော့မင်းတို့လုပ်ချင်လို့ဒေါ်အောင်ဆန်းစုကြည်ကအမိတ်ပေးလို့လုပ်တယ်ဆိုရင်လည်းဒေါ်အောင်ဆန်းစုကြည်အမိတ်ပေးလို့လုပ်တယ်ဆိုပြီးတော့တရားဝင်စာထုတ်ပြီးတော့ပြောအခုဟာကမင်းတို့ကဒေါ်အောင်ဆန်းစုကြည်ခိုင်းသလိုလိုဦးဝင်းမြင့်ခိုင်းသလိုလိုဒေါ်အောင်ဆန်းစုကြည်ကပဲပြောခဲ့သလိုလိုဦးဝင်းမြင့်ကပဲပြောခဲ့သလိုလိုနဲ့မင်းတို့အကုန်လုံးရောချနေတဲ့ဟာတွေအကုန်လုံးอ่ะနော်မင်းတို့လှုပ်ချင်းသလိုလှုပ်ပြောချင်းသလိုပြောနေတဲ့ဟာတွေအကုန်လုံးอ่ะတိုင်းပြည်အတွက်လည်းမကောင်းဘူးနိုင်ငံတကာအတွက်လည်းအပြာမကောင်းဘူးเนาะဘလို့မှမကောင်းဘူးဥပမာစစ်တပ်ကကောင်တွေကအခုကြည့် UNG ဆိုတာဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ထားတဲ့เนาะဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ထားတဲ့အဖွဲ့ဦးဝင်းမြင့်ဦးဆောင်ထားတဲ့အဖွဲ့အခုဟိုမှာသူတို့အချင်းချင်းပတ်နေပြီမင်းတို့ UNG ကရှိသမျှကောင်တွေအကုန်လုံးရဲ့နာမည်ကိုထည့်ပြောစရာမလိုဘူး UNG မှာဒေါ်အောင်ဆန်းစုကြည်ဒီနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဝင်းမြင့်ကသမရအဲ့တော့သူတို့ကပြောပြီခင်ဗျားတို့စဉ်းစားကြည့်ကျွန်တော်တို့ဦးဝင်းမြင့်ကိုလွှတ်ပေးလိုက်တယ်ဗျာအခုဒီမဲ့သူတို့အချင်းချင်းတတ်နေပြီနင်းမှသူတို့ UNG ကနေပြီးတော့ဒီလိုတွေလုပ်နေတာဦးဝင်းမြင့်ဖုန်းနဲ့လှမ်းပြီးတော့အမိတ်ပေးလားမပေးလားကျွန်တော်တို့လည်းမသိဘူးခင်ဗျာအဲ့ဒါတရားဥပဒေကြောင်းအရပြောလို့ရှိရင်တရားဥပဒေကြောင်းအရတရားဝင်တယ်စစ်တပ်ကကောင်တွေဝါရဖြန့်ပြီးဟဲ့ဆိုရင်အဲ့ဒါတရားဥပဒေကြောင်းအရအရေးအကျုံးဝင်တယ်နိုင်ငံတကာမှာသူပြောပြီလေနိုင်ငံတကာမှာပြောပြီကုလသမဂ္ဂမှာနိုင်ငံတကာမှာကုလသမဂ္ဂမှာပြောပြီကျွန်တော်တို့ကဦးဝင်းမြင့်ကိုလွှတ်ထားတယ်ဦးဝင်းမြင့်က UNG ရဲ့သမရဖြစ်နေတယ်ဦးဝင်းမြင့်ဖုန်းနဲ့ဆက်ပြီးတော့မင်းကင်းမှာပေါ့ဟဲ့ဒီကောင်တွေကိုဖမ်းလိုက်ချလိုက်ဦးဝင်းမြင့်ကိုသူတို့ကနေပြီးတော့အမိတ်ဟိုဘယ်လိုပြောမလဲဖုန်းနဲ့ဆက်ပြောတယ် SRF ကတော့ဒီလိုလုပ်တယ်ဦးဝင်းမြင့်ကနေပြီးတော့ဖမ်းခိုင်းလိုက်တယ်ခင်ဗျာအဲ့ဒါပြောတယ်ဆိုလို့ရှိရင်အကုန်လုံးကတန်တရားအရာအကုန်အကျုံးဝင်တယ်တန်တရားအရာအကုန်အကျုံးဝင်တယ်ဒီတော့ UNG ကိုပါလုံးနေလဲဆိုတဲ့ကိစ္စကိုဖာသာကိုစဉ်းစားမင်းတို့အခု UNG ကနေပြီးတော့လှုပ်ချင်တာလှုပ်နေတဲ့ကိစ္စတွေအကုန်လုံးမှာဘာတွေပါလဲဆိုတော့မင်းတို့မဟာမိတ်တွေကိုပါဆွဲထည့်တယ်ဒူဂျွန်နေဒူဂျွန်တာတွေမချွန်တာတွေပေါ့ဒီလူတွေကဂရီပေးတယ်အခုလူဂျွန်ကဂရီပေးလို့မင်းတို့ပကဖဖမ်းပြီးဟေ့ဆိုလို့ရှိရင်ပြန်လွတ်ဖို့အတွက်လူဂျွန်ကတာဝန်ယူရမယ်လူဂျွန်တာဝန်ယူဖို့အတွက်ဆိုလို့ရှိရင်အဲ့ဒီဒူဂျွန်ကို KIA ကဘယ်ခေါင်းဆောင်ကတာဝန်ပေးထားတာလဲဒီတော့ဘာဖြစ်လာလဲဆိုတော့မင်းတို့ UNG ကလှုပ်ချင်တာလှုပ်နေတဲ့ကိစ္စမှာမဟာမိတ်ကိုပါပြောစရာဖြစ်လာပြီကချင်တွေကပဲခိုင်းလို့မင်းကြီးပကဖကပဲလှုပ်တယ်လို့မင်းတို့ဒီလိုမျိုးရောချနေတဲ့ဟာမျိုးကတော်လန်ရေးအတွက်လည်းမကောင်းဘူးတိုင်းရင်းသားစီလုံးညီညွတ်ရေးတွေတိုင်းရင်းသားချစ်ကြည်ရေးတွေအတွက်လည်းမကောင်းဘူးမဟာမိတ်တွေအတွက်လည်းမကောင်းဘူးဒီကိုဖာတာကိုတည်တည်ချာချာပြန်ပြီးတော့စဉ်းစားဖို့လိုတယ် UNG ကိုထောက်ခံနေတဲ့သူတွေလည်းအဲ့ဒီကိစ္စကတည်တည်ချာချာပြန်စဉ်းစားဖို့လိုတယ်အခုမင်းတို့ပြောနေတဲ့အထဲမှာနော်မီဒီယာတွေထဲမှာလည်းမီဒီယာတွေမှာပြောနေပြီတကယ်ကိုကြားနေပါတယ်ဆိုတော့ဟိုအတိုင်းပေါ့a time for ကြော်သိမ့်ပေါ့အဲ့လိုမျိုးပြောတဲ့မီဒီယာမှာလည်းပြောပြီဒီစကိုင်းတိုင်းဟို UNG က MOD ကလူနဲ့
ဒူဂျွန်နဲ့ကဆွေးနွေးဖို့အတွက်လာပါမေတ္တာဝင်ယူတယ်ဆိုပြီးတော့ပြောတယ်အဲ့တော့ဒီ UNG ကိုပေးထားတဲ့ဒူဂျွန်ကိုဘယ်သူတာဝန်ယူမှာလဲနော်အဲ့တော့ KIA ကနေပြီးတော့ဟို UNG ကိုမကူညီတော့ဘူးပြောရင်လေအခု UNG ကိုကူညီတာမကူညီတာထား UNG နဲ့ဒီဒူဂျွန်နဲ့ပေါင်းပြီးတော့ဒီလူကိုခေါ်တယ်ဆိုတဲ့ဟာကသတင်းထွက်လာပြီဟဲ့ဆိုလို့ရှိရင် KIA အနေနဲ့ကလည်းဖြည့်ရှင်းရတော့မယ်မဖြည့်ရှင်းမနဲ့နေပြီဟဲ့ဆိုလို့ရှိရင် KIA ဒီလည်းဒီအလိမ်အညာထဲမှာပါပြီဒီကမှာမဟာမိတ်ဆက်ဆံရေးအရာ KIA ကိုပါဘယ်လိုဆက်ဆံမလဲမင်းတို့ဒီ UNG ရဲ့အရှုပ်ထုတ်ဟာပွင့်ပွင့်လင်းလင်းပြောရင်အကုန်လုံးကိုဆွဲထည့်ပြီးတော့အကုန်လုံးကိုသိမ့်ကြုံပြီးတော့မင်းတို့ကလိန်ကချစ်လုပ်တယ်လို့ဖြစ်နေပြီအဲ့ဒီဟာက UNG အနေနဲ့တော့မင်းတို့ဦးစိန်ဝင်းနဲ့လည်းမင်းတို့မတူဘူးလူတွေအကုန်လုံးက NCGUB နဲ့ဟိုဘယ်လိုပြောမလဲဒီ UNG နဲ့တူတယ်ပေါ့မင်းတို့ပျက်စီးတာချင်းတူကောင်းတူလိမ့်မယ်ဒါပေမဲ့ဦးစိန်ဝင်းတို့ NCGUB ကအခုလက်နက်ကင်တော်လှန်ရေးလုပ်နေတဲ့ဟာတွေအကုန်လုံးကိုတာဝန်ခံစရာမလိုဘူးဒီရှေ့တန်းစစ်မြေတွေမှာပေသွားတဲ့လူတွေအကုန်လုံးကို NCGUB ကတာဝန်ခံစရာမလိုဘူးသူကစစ်တပ်ဖွဲ့ထားတာမဟုတ်ဘူးမင်းတို့ UNG ကစစ်တပ်ဖွဲ့ထားတယ်မင်းတို့ရွာတွေမြို့တွေကိုတွားတိုက်ထားတယ်နော်လူလူခံရတဲ့ကိစ္စကတော့လူလူကတော့ခံရမှာပဲစစ်ဖြစ်ပြီးဟေ့ဆိုရင်ဒါပေမဲ့လူလူကိုမင်းတို့တာဝန်မခံနဲ့အောင်မင်းတို့ကိုရဲပေါ့ကိုဘက်ကတိုက်တဲ့လူတွေကိုမင်းတို့တာဝန်ခံရမယ်အခုတွေမဲ့မင်းတို့ပြဿနာမင်းတို့လုံချင်တိုင်းလုံနေတဲ့ဟာတွေအကုန်လုံးမှာပြဿနာတက်မှာအကုန်လုံးဒီဥဝင်းမြင့်သမရဥဝင်းမြင့်မင်းတို့သမရဆိုပြီးတော့ပြောထားတယ်အခုအချိန်လေးမှာစစ်တပ်ကကောင်တွေကဝါဒဖြန့်ရေးတယ်မိုက်တယ်ကျွန်တော်တို့ကဥဝင်းမြင့်ကိုလွှတ်ထားပြီးသွားပြီနေပြည်တော်ကနေပြီးတော့သူ့ဟာသူမသွားတာပေါ့ကျွန်တော်တို့ကဥဝင်းမြင့်ဖုံးကိုလည်းကျွန်တော်တို့ခိုးပြီးနားထောင်နေဆိုတဲ့ဟာဘယ်သူမှသိတာမဟုတ်ဘူးလေဥဝင်းမြင့်ကဖုံးနဲ့လှမ်းပြီးတော့လဲအကြောင်းကြားလို့ရတာပဲဥဝင်းမြင့်ကဖန်ခိုင်းတာမသိဘူးလေခင်ဗျားအခုစဉ်းစားကြည့်တာ UNG ကနေပြီးတော့ဥဝင်းမြင့်ဥဆောင်နေတဲ့အဖွဲ့ကလှုပ်ချင်တာလှုပ်တာစစ်တပ်ကကောင်နေဆိုတာထူးဝိန်တင်တချင်းအောင်မှသူတချင်းလှုပ်တယ်ဆိုပြီးတော့ခိုးဝက်နေတဲ့ကောင်တွေစစ်တပ်ကကောင်တွေမှာဘာကျင့်ဝတ်မှလည်းမရှိဘူးစစ်တပ်ကကောင်တွေဆိုတာသခိုးကတော့ပါရဲ့လူတကလူထဲမှာလူယုံမာရဲ့လူယုံမာတဲ့အထဲမှာစစ်တပ်ကထိတ်ဆုံးရပါတယ်အခုကစစ်တပ်ယုံမာခွင့်ကို UNG ကလိုင်စင်ထုတ်ပေးလိုက်စစ်တပ်ယုံမာတဲ့ဟာကိုတစ်ချိန်တော့ဆိုလို့ရှိရင်နိုင်ငံတကာကလည်းပြောလို့ရတယ်စစ်တပ်ယုံမာခြင်းတိုင်းယုံမာနေတာကိုတစ်ချိန်တော့ဆိုနိုင်ငံတကာကလည်းထောက်ပြလို့ရတယ်အခုက UNG ကစစ်တပ်ယုံမာခြင်းတိုင်းယုံမာဖို့အတွက်လိုင်စင်ထုတ်ပေးနေတာဘာဖြစ်လို့လဲဆိုတော့ UNG ကိုယ်တိုင်ယုံမာနေတဲ့အခါကျတော့စစ်တပ်ကပို့ပြီးတော့ယုံမာတော့တာပေါ့အဲ့တော့အားလုံးပဲဗျာခင်ဗျားတို့ UNG ကိုထောက်ခံနေတယ်ထောက်ခံတဲ့ဟိတ်ဆို UNG ကောင်းဖို့အတွက်ခင်ဗျားတို့ပဲ့ပြင်ဟိုဘယ်လိုပြောမလဲဆိုတော့ UNG ကောင်းဖို့အတွက်ခင်ဗျားတို့ပြုပြင်ပေးဖို့လိုတယ်ဝေဖန်ပေးဖို့လိုတယ်ခင်ဗျားတို့ UNG ကိုလမ်းကြောင်းတက်အောင်လုပ်ပေးဖို့လိုတယ်အဲ့တော့ UNG ဘာလုပ်နေလဲ UNG ကိုထောက်ခံနေတဲ့လူတွေခင်ဗျားတို့ UNG ကိုဘယ်လိုဆုံးမပဲ့ပြင်ပေးမလဲအခုကတော့ပုံပွင့်လင်းပြောရင်စစ်တပ်ကို UNG ကရုံမာတဲ့ရုံမာအောင်လိုင်စင်ထုတ်ပေးနေတာ UNG ဒီစစ်တပ်ရုံမာဖို့အတွက်လိုင်စင်ထုတ်ပေးတဲ့အဖွဲ့ဖြစ်နေတယ်အဲ့တော့ခင်ဗျားတို့ကိုဟာကိုပဲစဉ်းစားကြတော့နော်နောက်ဆုံးကြရင်ပြောသလိုပေါ့ကိုလုံးမှာကိုစားရတာတက္ကနာကိုဖြစ်ရင်ကိုပဲခံရတာခင်ဗျားတို့နော်ကိုတင်ထားတဲ့ဟိုဗိုလ်ချုပ်အောင်ဆန်းကိုသခင်ကိုတော်မိုင်းရပြောသလိုအောင်ဆန်းရေမင်းပင့်လာတဲ့ဖျားတွေမင်းပြန်ပြီးတော့ပို့တော့ပြောသလိုပဲ UNG ကိုထောက်ခံတဲ့သူတွေခင်ဗျားတို့ UNG ကိုခင်ဗျားတို့အိမ်မှာခေါ်ပြီးတော့ဒါရှ िख ိုးပြီတော့ဖျားစဉ်ဖြတ်ပြီးတော့ UNG ကိုအိမ်မှာ UNG ဗုဒ္ဓတရဏဂစ္ဆာမိ UNG ရှ िख ိုးပါဤဆိုပြီးခင်ဗျားတို့ကိုးကွယ်တော့ကျွန်တော်တို့တော်လှန်ရေးအတွက်ကတော့ဒေါ်အောင်ဆန်းစုကြည်အတွက်ကောဦးဝင်းမြင့်အတွက်ကော UNG ဟာအစိတ်အတောက်ဖြစ်နေသလို UNG ဟာစစ်တပ်ကိုရုံမာတဲ့ရုံမာအောင်လိုင်စင်ထုတ်ပေးနေတဲ့အဖွဲ့အစည်းဖြစ်နေပြီဗိုလ်ချုပ်အောင်ဆန်းကို
သခင်ကိုတော်မိုင်းကအောင်ဆန်းရေမင်းပင့်လာတဲ့ဂျပန်တွေပေါ့မင်းပင့်လာတဲ့ဖျားကိုမင်းပြန်ပို့တော့အခုလေ UNG ကိုထောက်ခံတဲ့သူတွေကိုပြောပြရစီ UNG ကိုထောက်ခံတဲ့သူတွေမင်းတို့အမေလင်ကိုမင်းတို့အိမ်မှာခေါ်ပြီးတော့ကိုးကွယ်တော့ဒီတော်လန်ရေးထဲမှာတော့ UNG ဟာအနောက်အရှက်တွေဖြစ်နေပြီ UNG ကြောင့်ဒေါ်အောင်ဆန်းစုကြည်လည်းဒုက္ခရောက်တော့မယ် UNG ကြောင့်ဦးဝင်းမြင့်လည်းရင်းနေချက်ထဲမှာဖြစ်နေပြီအဲ့တော့ UNG ကိုထောက်ခံတဲ့သူတွေမင်းတို့အမေလင်တွေကိုမင်းတို့ဖျားခြင်းဖြတ်ပြီးမင်းတို့ကိုးကွယ်ကြပါတော့ပြောရင်းနဲ့ဒီ live ကိုဒီကုန်းချုပ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်